ဒီနေ့ပွဲကိုတက်ရတဲ့အကြောင်းရင်းကတော့နိုင်ငံကိုပြန်လည်ပြီးတော့တိုးတက်အောင်မြင်အောင်လုပ်ပေးနိုင်တဲ့အဖွဲ့အစည်းလို့အုံနောက်ကဆုံးဖြတ်ထားတဲ့အတွက်ဒါကတော့ကြံ့ခိုင်ရေးပါတီကိုကျွန်တော်ဝန်းရံတာပါဥက္ကဋ္ဌကြီးပြောတဲ့စကားတွေကိုနားထောင်ခြင်းနဲ့ရည်ရွယ်ချက်တွေခံယူချက်တွေဂရိအာဝကတွေနားထောင်ခြင်းနဲ့ပေါ့နော်ကိုကိုတိုင်းကြားကိုကိုတိုင်းမြင်မှဒါအားပေးလို့ရမှာလीနော်ပြောင်းလဲမှုတစ်ခုတော့ဖြစ်ပေါ်လာမယ်လို့ထင်တယ်ရှင်အဲအကြောင်းဒီပွဲတက်ရောက်စုဖြစ်ပါတယ်ဒီကတော့ရကျွန်တော်ပြောအားလုံးလိုအပ်တာတော့ငင်းချမ်းနေချင်ဟုတ်တယ်ဟုတ်တယ်ဒီကငင်းနေချင်ကြတာအားလုံးအလုပ်တွေပြန်လုပ်ရှင်တယ်လုပ်တွေပြန်လုပ်ရှင်တယ်ငင်းနေချင်တယ် LGBT နဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့ဘက်ကနေပြီးတော့ဘယ်လိုမျိုးအခွင့်အရေးပေးနိုင်မလဲဆိုတာလေးကိုကိုယ့် LGBT အနေနဲ့လာပြီးနားထောင်ပေးတာဖြစ်ပါတယ်ချစ်ချင်းမုန်းချင်းတွေကတည်သွားလဲယူသွားလို့မရပါဘူးဒါကြောင့်မလို့လူဘဝမှာခဏလေးနေတဲ့အချိန်မှာချစ်ချင်းနဲ့ကိုနေတဲ့နိုင်ငံသူများနိုင်ငံတဲ့တိုးတက်ခြင်းနဲ့စိတ်ပဲကျွန်တော်တို့ရှိပါတယ်ခင်ဗျရွေးကောက်ပွဲဆိုတာနိုင်ငံသားအားလုံးနဲ့ဆိုင်တယ်တားစဉ်မြည်ဆက်အားလုံးမှာတာဝန်ရှိတယ်တာဝန်မကြည်တဲ့သူတွေမဖြစ်စေချင်ဘယ်ပါတီကိုပဲမဲပေးရွေးကောက်ပွဲအားလုံးနဲ့ဆိုင်တယ်ကိုကြိုက်နှစ်သက်တဲ့ပါတီကိုမဲပေးလို့ရဒါပေမဲ့ခေါင်းနဲ့တုံပါနော်ဒါပြည်ထောင်ကြံ့ခိုင်ပါတီပဲမဲပေးမှာပေါ့သူ့ရဲ့ရည်ရွယ်ချက်နိုင်ငံရဲ့အုပ်ချုပ်မှုပိုင်းဆိုင်ရာအားလုံးအားရစရာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကတော့ဆုံးဖြတ်လိုက်ပါပြီဒီခိုင်မျိုးပဲပေးမှာပါPSU ကိုထောက်ခံတဲ့အကြောင်းရင်းကတော့နိုင်ငံတော်ကိုတိုးတက်စေခြင်းနဲ့ပုဂ္ဂိုလ်များပါဝင်တဲ့အတွက်ဒီဖွဲ့စည်းကိုကျွန်တော်ထောက်ခံတာအားလုံးလည်းအုံနောက်နဲ့စဉ်းစားပါနော်အဓိကအုံနောက်နဲ့ပဲစဉ်းစားဘဒုပဲရွေးချယ်ကိုယ့်ဘာကိုစုံချက်ချက်ချပြီးရွေးချယ်ပါဟုတ်တယ်ဒီနိုင်ငံကြီးကောင်းဖို့တော့အားလုံးတာဝန်ရှိတယ်လို့ကျွန်တော်မြင်ပါတယ်အေဂျင့်မို့ငင်းကြမှာဟုတ်တယ်အဓိကအေဂျင့်ရမယ်ငင်းချမ်းရမယ်ဖွံ့ဖြိုးရမယ်တိုးတက်ကမယ်ပေါ့လှုပ်ဆောင်ချက်ကောင်းရှိတဲ့အဖွဲ့အစည်းကိုမဲပေးပါအဲ့ဒီအဖွဲ့အစည်းကတော့ပြည်ခိုင်ဖြိုးပါတီဖြစ်ပါတယ်ခင်ဗျာ